ရှိတတ်တယ်တောင်းတမှုကိုဖြစ်စေတတ်တယ်ပါဠိစာပေအရပရိတတနာဆိုတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါသူ့ရဲ့ရူကတတရဲ့အဓိပ္ပာယ်ဖွင့်တဲ့အခါပိပတာယတတပိပတာယဆိုတော့ရှင်းငတ်တယ်ဖွင့်တာဒါတင်စားတာရှင်းငတ်တယ်ဆိုတာနဲ့တပည့်စာတာနဲ့မတူဘူးเนาะမတူဘူးကိုယ့်ကိုစဉ်းစားကြည့်ပေါ့ငတ်နေတဲ့ဆိုတော့ရနေတယ်သူလည်းတန်တာတခုအဲ့တော့မိုးတိတ်တယ်ငတ်တယ်တန်တာရေကိုတန်တာအဲ့ဒါကိုပါဠိစာပေကပရိတတနာလို့ခေါ်တယ်ပါဠိစကားလုံးလေးတွေမခက်ပါဘူးမှတ်ထားလို့ရှိရင်ဘာလို့လဲဆိုတော့အင်္ဂလိပ်စကားလုံးတော့မှတ်နေကြတယ်ဒါဝါဟာရတစ်ခုပဲကိုယ်မှာစကားလုံးတစ်လုံးတိုးတာမြတ်စွာဘုရားကဒီသုတ်တန်ကိုဟောတဲ့အခါအဲ့စကားလုံးနှစ်ခုနဲ့ဟောလိုက်တယ်ဥပါဒါပရိတတနာနောက်တစ်ပိုက်ကအနုပါဒါအပရိတတနာမြတ်စွာဘုရားနှမျိုးဟောတယ်ပရိစ္ဆေသမုပ္ပါမှာဟောတာအနုလို့မတိလို့အဖြစ်နဲ့အပြည့်နှစ်ခုပေါင်းဟောတာဥပါဒါပရိတတနာဆိုတာဆွဲလန်းခြင်းကြောင့်တန်တမှုဖြစ်တယ်အနုပါဒါ negative နဲ့အနုပါဒါဆိုတာနာဥပါဒါနာက negative မဆွဲလန်းခြင်းကြောင့်တန်တမှုမဖြစ်ဘူးတော့ဆိုလိုတာကဆွဲလန်းနေရင်တန်တပဲမဆွဲလန်းရင်မတန်တဘူးအဲ့တော့လူတွေဟာဘာကြောင့်တန်တနေကြတယ်ဘာကြောင့်မွတ်သိမ့်နေကြတယ်ဆိုရင်ဆွဲလန်းမှုကြောင့်ဖြစ်တယ်အဲ့ဒီဆွဲလန်းမှုကိုမဆွဲလန်းအောင်လို့မြတ်စွာဘုရားကဝိပဿနာတရားအထုတ်ဖို့အမှန်မြင်မှုဒီတုတ်တဲ့နေဟောတာအဲ့တော့ဝိပဿနာတရားအထုတ်တယ်ဆိုတာအစွဲဖြုတ်ဖို့ဟောတာပဲအစွဲဆိုတာထင်ရှားတာတခုပြောမယ်ဆိုလို့ရှိရင်မောင်စာပြိုးတဲ့အချိန်မှာလမ်းပေါ်မှာကျနေတဲ့ကြိုးကြီးကိုမွေကြီးလို့ထင်နေတယ်အဲ့ဒါဒိဋ္ဌိနဲ့တူတယ်မွေကြီးလို့ထင်မွေလို့ထင်လိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လဲကြောက်စိတ်တွေဝင်လာသင်္ကုတ်တို့ကြီးကိုသင်္ကုတ်တို့လို့မမြင်မဲနဲ့တရေကြီးလို့မြင်လိုက်တာနဲ့ကြောက်စိတ်တွေဝင်သွားတယ်အဲ့ဒီကြောက်စိတ်ကပဲအလာတာမှားရင်နဲ့အမြင်တစ်ခုကိုအကြောင်းပြုပြီးဝင်လာတယ်ဒါကဒိဋ္ဌိကြောင့်ဖြစ်တဲ့ကြောက်လန့်တုန်လှုပ်မှုတခါတဏှာနဲ့တွေ့လိုက်ငါဟာလို့ပစ္စည်းတစ်ခုကိုငါဟာလို့အတိမတ်ပြုလိုက်တာလည်းတပြိုင်နက်ကိုဟာလို့သတ်မှတ်လိုက်တာလည်းတပြိုင်နက်အဲ့ဒီပစ္စည်းဆုံးရှုံးနေတာတော့မှစိုးရိမ်လာဆောက်ရှောက်တော့လားကိုဟာလို့ဆိုလို့ရှိရင်တော့လုံညုံအောင်လှုပ်လာကြပြီလေကိုမပိုင်ခင်ကမဆွဲလန်းဥပမာအိမ်အစ်စ်တစ်လုံးဝယ်တယ်ဆိုတာအိမ်အစ်စ်တစ်လုံးဝယ်သွားကြည့်ပြီးတော့သဘောကျလို့ပတ်စံချိလိုက်ပြီးကိုပိုင်သွားပြီဆိုဒါအဲ့ဒီအိမ်မှာမဆွဲလန်းမှုဖြစ်သွားတယ်အဲ့ဒါကြတော့တဏှာဆွဲလန်းမှုလို့ခေါ်တယ်တခါလူတယောက်ကိုနဲ့လက်ဆက်ထားပဲဖြစ်စေကိုသားသမီးပဲဖြစ်စေကိုဆွေမျိုးညာတိပဲဖြစ်စေနောက်ဆုံးမှကိုနဲ့ယဉ်နေတဲ့မိတ်ဆွေပဲဖြစ်စေပစ္စည်းပေါ်မှာဆွဲလန်းတယ်လို့လူတွေမှာလဲငါရဲ့မိတ်ဆွေငါရဲ့တငယ်ချင်းငါရဲ့ဆွေမျိုးဆိုတဲ့အတွေးတွေနဲ့သိမ့်ပိုက်လိုက်ပြီဆိုလို့ရှိရင်နောက်ကပါလိုက်လာတော့ဆိုတန်တမှုဆိုဖြစ်လာတန်တမှုတွေဖြစ်တယ်သူနဲ့ပတ်သက်လာတဲ့အခါကျတော့
ကြောင်းကြမှုတွေတန်တမှုတွေဆက်လာစိုးရိမ်မှုတွေဆက်သွက်လာကိုမသိတဲ့လူတယောက်ဘယ်သူမှမစိုးရိမ်ကိုမပိုင်တဲ့ပစ္စည်းတစ်ခုတွေ့လဲဘယ်သူမှမစိုးရိမ်နော်စိုးရိမ်တယ်ဆိုတာတွေဟာသိမ့်ပိုက်ထားပြီးတဲ့နောက်မှာဖြစ်တာတွေကြီးပဲကောအကယ်၍ကိုကအဲ့ဒီအိမ်ကိုရောင်းပလိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီအိမ်နဲ့ပတ်သက်မှုကိုကမရှိတော့မရှိတဲ့အခါကျတော့တန်တမှုကပြောင်းသွားပြန်လွတ်သွားပြန်ဒါစဉ်းစားကြည့်လိုက်ဒီတိုင်းပဲကိုလူချင်းမှလည်းတယောက်နဲ့တယောက်မတည့်လို့ခွဲခွာလိုက်ကြပြီဆိုလို့ရှိရင်တားစဉ်ပြတ်လိုက်တာနဲ့မပူပန်တော့ပြန်ဘူးအဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားရဲ့လက်တွေ့ကြတဲ့သဘာဝတွေပဲဒါဘုရားတရားတော်ဆိုတာဒီတကယ်ဖြစ်ဖြစ်နေတာတွေကိုဟောတာကိုကပဲချော်ပြီးတော့တွေးနေကြလို့ကိုကအတွေးချော်နေတယ်အလွဲထင်နေကြလို့ပြဿနာတွေဖြစ်နေတယ်မြတ်စွာဘုရားတရားရိုးရိုးရှင်းရှင်းလေးပဲဟောတာလူသဘာဝအတိုင်းပဲနော်လောကကြီးမှာဒုက္ခပေးနေတာလွဲမှားတဲ့အမြင်ကြောင့်လည်းဒုက္ခပေးတယ်သင်္ကုတ်တူကိုတရေလို့ထင်တာလွဲမှားတဲ့အမြင်ကျိုးဝေကြီးကိုကျိုးကိုမွေလို့ထင်တာလွဲမှားတဲ့အမြင်ဒိဋ္ဌိကိုပိုင်ဆိုင်ထားတဲ့ကိုနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ကိုငါဟာလို့တွေးတာကိုကြတော့ငါဆိုတဲ့အတွေးနဲ့တွေးပြကိုငါလို့တွေးတာလေမှားယွင်းတဲ့အမြင်နဲ့တွေးတာတကယ်ကတော့သဘာဝတရားတသက်မြတ်တာဖြစ်တယ်ခံယူချက်ကိုအဲ့တိုင်းထားကိုငါလို့မြင်နေခြင်းဟာလည်းပဲမှားယွင်းတဲ့အမြင်တစ်ခုသင်္ကုတ်တူကိုတရေလို့မြင်တဲ့ပုံစံမျိုးပဲသဘာဝတရားတသက်ကိုသဘာဝတရားလို့မမြင်မဲနဲ့ငါလို့မြင်နေခြင်းဟာဒိဋ္ဌိရဲ့အမြင်သာဖြစ်တယ်ဒိဋ္ဌိရဲ့အမြင်သည်ဆွဲလန်းသွားသည့်အတွက်ကြောင့်ကိုပေါ်မှာဆွဲလန်းနေသည့်အတွက်ကြောင့်စိုးရိမ်တော့ကားတွေဖြစ်လာတယ်တော့အဲ့ဒါကြောင့်မြတ်စွာဘုရားဟောတယ်ဥပါဒာပရိတတနံအဲ့စကလုံးလေးကိုမှတ်ထားဖို့လိုတယ်နော်ဥပါဒာဒိဋ္ဌိအမြင်နဲ့မာယွင်းစွာရှုမြင်မှုတဏှာအမြင်နဲ့သိမ့်ပိုက်မှုဆိုတဲ့ဆွဲလန်းမှုနှစ်ခုကြောင့်ပရိတတနာတန်တမှုတွေဖြစ်လာရတယ်အမှန်တိုင်းသိရင်တန်တစရာမရှိတော့အမှန်တိုင်းမြင်တဏှာဒိဋ္ဌိမရှိရင်ဆွဲလန်းမှုဆိုတာမဖြစ်လာမဖြစ်လို့ရှိရင်တောင်းတာဆိုတာမရှိတော့ဘောနော်အဲ့တော့အဲ့ဒီစကားလုံးလေးနှလုံးနဲ့မြတ်စွာဘုရားကဖော်ထားတာအဲ့ဒါလေးကိုကိုအချိန်ကြီးရွတ်ကြည့်ပြီးတော့ဥပါဒာပရိတတနာဆွဲလန်းခြင်းနဲ့တန်တာခြင်းဆွဲလန်းခြင်းကြောင့်ဖြစ်တဲ့တန်တာခြင်းအနုပါဒာအပရိတတနာမဆွဲလန်းရင်မတန်တာဘူးအဲ့လိုဆိုအဲ့တော့ဆွဲလန်းတယ်တဏှာနဲ့ဘာကိုသိမ့်ပိုက်ထားလဲဒိဋ္ဌိဆိုတဲ့အမြင်နဲ့ဘယ်လိုဆွဲလန်းတာလဲဆိုတာကိုခြုံပြီးတော့ပြောလိုက်မယ်ဆိုရင်ခန္ဓာ၅ပါးကိုငါလို့မှားယွင်းစွာရှုမြင်ခြင်းဟာဆွဲလန်းမှုတစ်ခုပဲတကယ်ကတော့ခန္ဓာ၅ပါးဟာခန္ဓာ၅ပါးတသက်ပဲဖြစ်တယ်ကိုယ်နဲ့ပါမှမဆိုင်ဘူးတရားဓမ္မဟာသူ့တော်တဲ့သူသွားနေမှာပဲအဲ့ဒါကိုငါလို့ထင်လိုက်တာဆွဲလန်းမှုတစ်ခုဖြစ်သွားတယ်အဲ့ဒါကအမြင်နဲ့ဆွဲလန်းတာမှားယွင်းတဲ့အမြင်ဒိဋ္ဌိဆိုတာရှုမြင်မှုလို့ပြောတယ်ရှုမြင်တဲ့အမှန်မြင်တာမဟုတ်ဘူးအမှားမြင်တာ
ငါမဟုတ်တာငါလို့သွားထင်တာမှားတာလေထင်ပြင်ရမှာကခန္ဓာ၅ပါးသည်တဘာဝတရားတသက်မြတာဖြစ်သည်တဘာဝတရားတသက်မြတာဆိုပြီးတော့နာမည်ပေးထားပြီးတော့ငါလို့သူလို့သွားပြင်လိုက်လို့ရှိရင်ဒါမှားရတဲ့အမြင်တစ်ခုဖြစ်သွားတယ်ကိုယ့်ဘက်ကိုဆိုင်မုတ်တက်လိုက်တယ်ကိုယ့်ဘက်ကိုလေပဲဆွဲလိုက်ပြီးတော့ကိုယ့်ဘက်ကိုဒုက္ခရောက်လူတွေနော်တကယ်စင်စစ်ကတော့ကိုယ်ခန္ဓာကိုယ်မှာရှိတာကိုယ်မှာရှိတာခန္ဓာ၅ပါးပဲရှိတယ်ခန္ဓာ၅ပါးဆိုတာရုပ်လို့ပြောတယ်မျက်စိနာနာလျှာကာယဆိုဒီဘောဓိကြီးပေါ့နော်အသိစိတ်မရှိတဲ့တိဆောက်ထားတဲ့ကိုယ်ကာယကြီးဟာဒါရုပ်ပဲအဲ့ဒါကိုမှီပြုပြီးတော့စိတ်နဲ့တွဲဖက်ပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားချက်ပြောတယ်မပြောဘူးဝမ်းသာတယ်ဝမ်းနည်းတယ်ဆိုတဲ့အမျိုးမျိုးပုံပုံစိတ်ရဲ့ခံစားမှုလေးတွေကဝေဒနာလို့ခေါ်တယ်စိတ်ထဲမှာကောင်းတယ်မကောင်းဘူးမှတ်သားထားတာလေးကိုသင်ညာလို့ခေါ်တယ်စိတ်ရဲ့လှုပ်ဆောင်မှုတွေကိုသင်္ခါရလို့ခေါ်တယ်တွေ့တော်တာတွေကြံစည်တာတွေလိုချင်တာတွေအလုံးသင်္ခါရလို့ခေါ်တယ်အသိစိတ်လေးကိုဝိညာဏလို့ခေါ်တယ်အဲ့တော့ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီရုပ်နဲ့နာမ်ဒီနှမျိုးတည်သူ့အကြောင်းနဲ့သူဖြစ်ပြီးပြတ်သွားကြတာကြီးပဲထာဝရတည်နေတာတခုမှမရှိဘူးနန္တရားတွေပြတ်တာကဘယ်တော့မှသိတာနန္တရားတွေပြတ်တာဘယ်တော့မှသိတာဒါပေမဲ့လူတွေဟာဆွဲလန်းတာနန္တရားကိုဆွဲနေကြတော်တော်ဆွဲတာနန္တရားကြတောင်ဘွားထီအောင်ပါတယ်လို့ထင်နေကြဒါကြောင့်ဝိညာဉ်ဆိုပြီးတော့ဆွဲနေကြပြန်အသိစိတ်ပေါ်မှာဆွဲတယ်ငါရဲ့အသိစိတ်ငါရဲ့မှတ်ဉာဏ်ငါရဲ့ခံစားမှုငါရဲ့ကြိုးပမ်းအားထုတ်မှုဆိုတာတွေကိုလူတွေပို့ဆွဲလန်းကြရှုခန္ဓာကြီးကတော့တော်တော်လေးကြာအောင်ရှုဆိုတာမွေးဖွားလာပြီးတဲ့နောက်မှာ10နှစ်ဒါကလေးရွယ်ဟိုငယ်သေးတယ်လို့လူပြိုတယ်လို့ထင်ကြအဲ့ဒီကနေတနေ့ပြီးတနေ့ရင့်လာတယ်အမှန်တော့ရင့်လာတာကိုကြီးလာတယ်လို့ခေါ်ကြတယ်ကလေးငယ်ငယ်လေးကနုနုဖတ်ဖတ်ကလေးလေတိုက်အစားစားရာသီဥတုနဲ့တချီလာနုဖတ်ရအနေပြီးတော့ဖြည်းဖြည်းဒဏ်ခန်းနိုင်လာတဲ့ကြန့်ခိုင်လာအဲ့ဒါလည်းအမှန်တော့ပြောင်းလဲနေတာပဲသူတွေကအဲ့ဒီပြောင်းလဲမှုကိုတိုးတက်လာတယ်လို့ထင်တာမဟုတ်ဘူးနုဖတ်လာတွေကတဖြည်းဖြည်းရင့်လာတာပဲဖြစ်တယ်တစ်သီးလေးကိုကြည့်လိုက်မဲ့ဆိုရင်အသီးလေးဟာဖြစ်ခါစားနုနုလေးတဖြည်းဖြည်းအဲ့ဒီတစ်သီးလေးရင့်လာတယ်မာလာပြီးရင်ဝါသွားတယ်မဲ့သွားတယ်မဲ့သွားရင်ဘာဖြစ်လဲပုတ်ပဲကြွေကြမယ်အဲ့ဒီသွားတာပဲသွားအဲ့ဒီရင့်လာတာကိုစရာလို့ခေါ်တာပဲအိုရလို့ခေါ်တယ်မွေးဖွားလာပြီးတဲ့နောက်မှာလူဟာတဖြည်းဖြည်းရင့်လာရှင်းလာတာဟာစရာကိုအတိပ္ပယ်ဖွင့်တဲ့အခါမှာဝယောဟာတိနုနေတဲ့အရွယ်လေးကတဖြည်းဖြည်းကျဆင်းသွားတယ်ရုပ်တရက်သွားတယ်လို့သူတို့ပြောတယ်ဓမ္မနဲ့လေလူတွေကတော့ကိုယ့်ကိုပိုကောင်းလာတယ်လို့ထင်နေကြတယ်အမှားတော့ရော့သွားတာလေပဲပထမတော့အတက်လို့ပြောချင်းပြောလို့ရတယ်50လောက်ထိအောင်တိုးတက်မှုလို့ပြောလို့ရတယ်50ကျော်အနေစပြီးအရော့ပဲအဲ့ဒါ50အနေမွန်တီးတဲ့အချိန်ပဲနေမွန်တီးတဲ့အချိန်ပဲ50ဟိုဘက်ကျတော့ခါနိတတကရော့ကြသွားပြီအဲ့ဒီလိုရုပ်ကြီးကိုကြည့်တဲ့အခါမှာတော့သူကအနည်း20 30 40 50 60 80ကိုထင်ကြီးလာတဲ့အခါကျတော့လူရဲ့အသက်60တောင်ငယ်သေးတယ်ထင်ပြီးတော့
နော်ပင်စင်တော့မယူနိုင်သေးဘူးလုံးလုံးကောင်းလို့ပဲရှိသေးတယ်လို့ထင်တာအမှန်တော့90ကျော်ကလေးကကြာလာတာအဲ့ဒီကလေးကြာအတက်မဟုတ်အဲ့ဒါအကြာတချို့ကျတော့ကျမရေးချင်းတွေ30ကျော်ကလည်းကြာတာပဲ40ကလည်းကြာတာကျမရေးချင်းတွေကြောင့်လည်းကြာအဲ့တော့လူတွေကိုကိုကြာမှမသိအာစာကောင်းတော့ကောင်းအေးကောင်းဒီထိုင်ကောင်းဆိုတိုးတက်နေတယ်မဟုတ်ကြာတယ်အဆိုးဘက်ကိုသွားနေအဲ့ဒါစာတိစလားနောက်ဆုံးပရဏဆိုလားငင်းွယ်လို့မရတဲ့သဘာဝတရားတွေအဲ့ဒီလိုဖြစ်နေတဲ့ယုတ်တရားကြီးကိုသူ့ဟာသူဖြစ်လာတယ်သူ့ဘာသူဖြစ်တယ်ဆိုတာပါတော့သူ့အကြောင်းကြောင့်ဖြစ်တာကိုလုံးလို့ဖြစ်တာမဟုတ်ဥပမာရွှေရုပ်လေးကိုကိုယ်ရွှွန့်ရှာပြီးတော့ကိုယ့်ကိုအယုတ်လို့ရင်ဒါကိုလုံးထားတယ်လို့ပြောလို့ရသေးတယ်ကိုယ်ခန္ဓာကိုယ်ရကိုလုံးထားတာတခုမှမပါဘူးလေအမေကနေမွေးပေးလိုက်တာပဲအမေဝမ်းနဲ့ထွက်လာတာဘယ်သူလုံးတာကံနဲ့ကိလေသာအကြောင်းတရားကပေါင်းစပ်ပြီးတော့ဖန်တီးပေးလိုက်တာရှိဗုဒ္ဓရဲ့အယူဆကိုမသိကြတဲ့တခြားဘာသာဝင်တွေကြဘုရားသခင်ကဖန်ဆင်းနေဆိုပြီးတော့ဖန်ဆင်းရှင်ဆိုပြီးတော့လက်ခံလိုက်တယ်အဲ့တော့ဖန်ဆင်းရှင်ကဖန်ဆင်းတယ်ဆိုတော့လေကိုလုံးတာမဟုတ်လေဘုရားကဖန်ဆင်းတာကိုဘုရားဆိုတာကိုအကြောင်းပြလိုက်တယ်ဘုရားဘာသာကြတော့ထာဝရဘုရားဆိုတာအကြောင်းတရားဖြစ်လက်ခံတာမရှိသည့်အတွက်ကြောင့်ကိုလုံးတဲ့ကံနဲ့ကိုယ်တဏ္ဍာမှာဖြစ်တဲ့ကိလေသာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ဖန်တီးပေးလိုက်တယ်လို့ပြောတာအဲ့တော့ကိုလုံးတာလားမဟုတ်ဘူးဘယ်သူလုံးတာကံနဲ့ကိလေသာလုံးကိုလူဘဝရလာတာကံနဲ့ကိလေသာလုံးတာအမေကလုံးတာလားဆိုအမေကလည်းမလုံးဘူးအဖေကလုံးတာလားဆိုအဖေလုံးတာလည်းမဟုတ်ဘူးအမေဖေကလုံးတာလည်းမဟုတ်ဘူးအမေဖေတတ်နိုင်မယ်ဆိုလို့ရှိရင်ကိုသားသမီးကိုလှလှပပလေးထင်အောင်လုပ်မှာပေါ့ဒါပေမဲ့လို့မွေးလာတဲ့အခါမှာသူတို့လိုချင်တာမဖြစ်ချတယ်အများကြီးပဲလှလှပပမဖြစ်ဘဲနဲ့ရုပ်ဆိုးကြည်တံမွေးလေဖြစ်လာတာသူလုံးတာမှမဟုတ်တာအဲ့တော့လုံးသူကရှိနေတယ်လုံးသူကဘယ်သူလဲကိုစဉ်းစားကြည့်ဖို့ပြောတာနော်မြတ်စွာဘုရားတရားတော်တွေကစဉ်းစားရစဉ်းစားမှအမှန်သိမှာဖြစ်တယ်အဲ့တော့ကိုရုပ်ပုံဘယ်သူလုံးထားလဲလို့ပြေးလိုက်လို့ရှိရင်ကိုလုံးခဲ့တဲ့အတိတ်ကံနဲ့ကိလေသာဒီနှစ်ခုကပေါင်းစပ်ပြီးတော့လှုပ်ဆောင်နေကြတာလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်မျိုးစေ့ချပေးတယ်ကိုအမေဖေကရုပ်စင်းလာပါတဲ့အမေဖေစီပို့လိုက်လို့ရှိရင်ကိုရုပ်ဟာကြည့်ပြောရှိလို့အယုတ်ဆိုးအကြည့်တတ်တဲ့အမေစီပို့လိုက်လို့ရှိရင်အမေဖေစီပို့လိုက်လို့ရှိရင်အယုတ်ဆိုးကြည့်တတ်တာဖြစ်သွားဒါရေပုံရကိုပြောပြအာဖရိကနီဂရိုတွေစီပို့လိုက်ပြန်လို့ရှိရင်နော်လူမဲတွေစီပို့လိုက်ပြန်တော့အသမဲကြီးထွက်လာပြန်ဥရောပလူပြိုတွေစီပို့လိုက်ပြန်တော့လေဖြူဆက်ဆက်ကြီးတွေဖြစ်လာအဲ့ဒါကိုလှုပ်တာလားလိုက်ကြည့်ပြီးသူလှုပ်တာဘုရားရဲ့လမ်းညွှန်ချက်ဟောပြောတဲ့အဖြေရဆိုရင်ကံနဲ့ကိလေသာလှုပ်တာကံကိုပဲပြောလို့ရှိကြတယ်ကိလေသာနဲ့ကံပေါင်းစပ်ပြီးလှုပ်တယ်တခါတခါကံကိုအဓိကထားပြန်ကံကလှုပ်တယ်လို့ပြောတခြားဘာသာဝင်တွေကတော့ဘုရားသခင်ဖန်ဆင်းတယ်သွားတယ်ဘုရားသခင်ဖန်ဆင်းလို့ဖြစ်တာပဲဖြစ်ဖြစ်ကံတရားကလှုပ်တာပဲဖြစ်ဖြစ်ကိုလှုပ်တာလားဆိုမဟုတ်ဘူးအဲ့ဒါကိုလှုပ်တာမဟုတ်သည့်အတွက်ကြောင့်ငါလို့ကိုငါလို့တွေးကြတဲ့အကြောင်းရှိလှုပ်တော့ကလည်းကိုလှုပ်တာမဟုတ်ဘူးနော်ဖြစ်လာတာဟာယုတ်တရားတက်တက်တာဖြစ်တယ်ကိုမျက်လုံးလေးကိုကိုဖန်နေတယ်လားမဟုတ်ဘူးမလှုပ်တတ်ဘူးဒီမျက်လုံးလေးရအောင်လုံးနိုင်ဘူးလေရှားပြီးသားတော့ပျက်စီးသွားတတ်သေးတယ်ရတီနာကွာလို့ဆိုမျက်စိကန်းသွားတာရှိသေးတယ်လေ
မျိုးစုံပဲရှိတယ်လေလူတွေသဘာဝတရားတွေပဲဒါတွေကသဘာဝကြီးကဖန်ဆင်းထားလို့ဖန်တီးလိုက်လို့ဖြစ်လာအဲ့ဒီဖြစ်လာတာကိုငါဆိုတဲ့အမြင်မြင်လိုက်တာဟာဒိဋ္ဌိရဲ့အမြင်ပဲလွယ်မှားစွာရှုမြင်ခြင်းပဲဖြစ်တယ်ဒါဖြင့်ဘယ်လိုမြင်ရမှာတော့ဆိုကံကိလေသာတို့ကပုံဖော်ပေးထားတဲ့ရုပ်တရားသာဖြစ်တယ်ငါမဟုတ်ဘူးလို့မြင်ရမယ်ဘုရားသခင်ကဖန်ဆင်းတာမဟုတ်ဘူးအကြောင်းတရားတွေကဖန်ဆင်းထားတဲ့ဖြစ်တဲ့ရုပ်တရားသက်သက်သာဖြစ်တယ်ငါမဟုတ်ဘူးလို့မြင်ရငါနဲ့တွဲတာရလာပြီးတော့မှငါနဲ့တွဲတာဘူးဒါပထမတော့ငါဆိုတဲ့ဒိဋ္ဌိအမြင်ဟာလွယ်မှားစွာရှုမြင်လာတယ်အဲ့တော့ဒိဋ္ဌိကလွယ်မှားစွာငါလို့ရှုမြင်သလိုငါရှိသည့်အတွက်ကြောင့်နောက်ကဆက်လိုက်လာတာငါရဲ့ပိုင်ဆိုင်မှုတွေဆိုတဲ့ခန္ဓာပြန်ငါဟာလို့ရှုမြင်ပြန်တယ်ငါဟာလို့မြင်လာပြန်တဲ့အခါကျတော့တဏှာရဲ့သိမ့်ပိုက်မှုဖြစ်လာတယ်အဲ့ဒါကြငါလို့မြင်တာကဒိဋ္ဌိငါဟာလို့ထင်တာကတဏှာအဲ့ဒီနှစ်ခုသည်ဥပါဒာလွယ်မှားစွာမှတ်ယူခြင်းဆွဲလန်းခြင်းအဲ့ဒီလွယ်မှားစွာမှတ်ယူခြင်းဆွဲလန်းခြင်းတို့ကြောင့်ပရိတတနာငါဟာလို့ထင်တယ်ငါလို့ထင်သည့်အတွက်ကြောင့်တန်တမှုတွေပေါ်လာတယ်တောင်းတမှုတွေပေါ်လာတယ်မွတ်သိပ်မှုတွေပေါ်လာတယ်အဲ့ဒီမှာဒါပါဠိစာပေအဓိပ္ပာယ်ပိဋကတ်ကိုအင်္ဂလိပ်လိုပြန်ရတာလည်းရှိတယ်အဲ့အင်္ဂလိပ်လိုပြန်တဲ့အခါမှာဒါအင်္ဂလိပ်လိုဖတ်တဲ့လူတွေအတွက်ကိုပြောပြပရိတတနာပါဠိ knowledge ရပြောမယ်ဆိုလို့ရှိရင်သူကတတပိပတာယံလို့ဆိုမွတ်သိပ်တယ်ရှည်စားတယ်ရှည်ငတ်တယ်တန်းတာတယ်တောင်းတာတယ်ဒီအဓိပ္ပာယ်မျိုးထွက်တယ်အဲ့တော့အင်္ဂလိပ်ဘာသာပြန်ကိုကြည့်လိုက်တဲ့အခါကျတော့ပရိတတနာကိုဘယ်လိုပြန်တာတော့ဆို agitation လို့ပြန်တာ agitation လို့ပြန်လိုက်တဲ့အခါကျတော့သူ့အဓိပ္ပာယ်ကဒီပြောလို့တဲ့အဓိပ္ပာယ်မရောက်တော့စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ဖြစ်သွားပြန်စိတ်အနှောင့်အယှက်ဖြစ်ရင်လူတွေကကြိုက်မှာမဟုတ်ဘူးလေတပိုင်းကတော့ဒီဆွလန်းမှုကြောင့်စိတ်နှောင့်ယှက်ဖြစ်ရတယ်ဆိုပုံစံယူထားတယ်မြတ်စွာဘုရားဟောလို့ရင်အဓိပ္ပာယ်ကတော့ဥပါဒပရိတတနာဆွလန်းမှုကြောင့်တန်တဒီလိုသွားမှာအဲ့တော့စိတ်နှောင့်ယှက်ဖြစ်တာတန်တမှုကြောင့်လာမှတဆင့်လာမှာအဲ့ဒါနော်တဆင့်လာတောင်းတမှုကြောင့်စိတ်နှောင့်ယှက်ဖြစ်တယ်အဲ့တော့ agitation လို့ပြန်တဲ့ဟာကတော့ပါဠိ knowledge နဲ့မကိုက်ဘူးဒါဗုဒ္ဓတရားတော်တွေကဒီဘာသာပြန်လွဲမှားလို့ရှိရင်ပုံပြက်သွားနိုင်တယ်ဘုရားတရားတော်တွေကိုဘာသာပြန်တဲ့အခါမှာလည်းအတမရေးကြည့်ပါတယ်မြန်မာလိုပြန်တဲ့အခါမှာလည်းပဲရေးကြည့်တာအင်္ဂလိပ်လိုပြန်မှာမဟုတ်ဘူးနီးကပ်အောင်အဓိပ္ပာယ်မှန်ကန်အောင်ပြန်ဆိုဖို့လိုတယ်ဒါပေမဲ့လွယ်လားလို့ဆိုမလွယ်ဘူးလွယ်မနိုင်တယ်မှန်တရားနဲ့နေအောင်ဒါကြောင့်မို့လို့ပါဠိစကားလုံးလေးတွေတိုင်တချို့ဟာကျတော့မှတ်ရတယ်ဥပါဒပရိတတနာအနုပါဒအပရိတတနာဆွဲလန်းလို့ရှိရင်တန်တမှုဖြစ်တယ်မဆွဲလန်းရင်တန်တမှုမဖြစ်ဘူးတန်တရဲဆိုတာမွတ်သိဋ္ဌာနဲ့အဓိပ္ပာယ်ချင်းနှီးစပ်တယ်နော်သူစကားလုံးရဲ့အဓိပ္ပာယ်တိုင်း literally ပြန်လိုက်မယ်ဆိုလို့ရှိရင်လေဆွဲလန်းတယ်မွတ်သိပ်တယ်ဆွဲလန်းခြင်းကြောင့်မွတ်သိပ်တယ်မွတ်သိပ်တယ်ဆိုတာဘာလို့ရှင်းငတ်တယ်လို့ငတ်တယ်လူချင်းနေတာတန်တာနေတာတောင်းတနေတာရှင်းငတ်နေတဲ့ပုဂ္ဂိုလ်ကရေကိုတန်တာနေတာပဲလေအဲ့ဒီခံစားချက်ကိုပြောတာဒါအဓိပ္ပာယ်လေးတွေကိုအဲ့ဒါလို့မှတ်တာ
အဲ့တော့ရုပ်ဆိုတာတကယ်စဉ်းစားကြည့်ရင် तू ကဘာတွေကိုတန်တဘာတွေကိုဆွဲလန်းတာတော့ဆိုရင်ကိုယ်တဏ္ဍမှာရှိတဲ့ရှုပ်တရားခန္ဓာကိုယ် body တို့ခေါ်တဲ့မျက်စိနားနှာခေါင်းလျှာကာယတခြားရုပ်တွေပေါ့လေမြင်ရတဲ့ဟာပဲအဓိကထားပြောမမြင်ရတဲ့ရုပ်တွေကရှိသေးတယ်လေမြင်လို့ရတာမျက်စိနားနှာခေါင်းလျှာကာယဒါတော့အဘိဓမ္မာသဘောအရာကြတော့အသေးစိတ်နားလည်ဖို့လိုတယ်ပေါ့ရှုပ်28ပါးတဲ့အဓိကရှုပ်18ပါးအဲ့တော့ပိုးထင်ရှားတာတော့ဓာတ်ကြီး၄ပါးဓာတ်ကြီး၄ပါးဆိုတာဘာလို့ဆိုဘုန်းကြီးတို့ခန္ဓာကိုယ်ကိုကြည့်လိုက်ရှုပ်ဆိုတာပထဝီတဲ့အတုံးခဲတွေရှိတယ်ကိုယ်ကိုကင်ကြည့်လို့လည်းရတယ်ကင်ကြည့်လိုက်လို့ရှိရင်ဘာတွေ့တော့အတုံးခဲတွေ့အသားများတဲ့နေရာဆိုလို့ရှိရင်ပြော့ဤတွေ့အယိုးနေရာဆိုမာကြောတာတွေ့ဒါကင်ကြည့်လို့ရတယ်အဲ့လိုလက်နဲ့ဆန်းလိုက်တဲ့အခါမှာပြောဤကတမျိုးမာတင်းကတစ်ခုဒီလိုတွေ့အဲ့ဒါဘာတွေ့တာဒီပြောဤမာတင်းဆိုတာပထဝီကိုပြောတာအတုံးခဲကိုယ်ခန္ဓာကိုယ်ထဲမှာကြည့်ရင်အတုံးခဲဖြစ်နေတာလေအစားအစာတွေမှာလည်းကြည့်ရင်အတုံးခဲဖြစ်တာလေးရှိတယ်လေဆန်ဆိုလဲဆန်စည်းလေးတွေအတုံးခဲလေးဟင်းချင်လည်းဟင်းအတုံးခဲလေးတွေအရေးလေးတွေရှိတယ်ကိုယ်ခန္ဓာကိုယ်ထဲမှာကြည့်လိုက်လို့ဆိုရင်အတုံးခဲလေးတွေကပထဝီအရေးသဘောလေးတွေကအာဘောအရေးဆိုတာလွန်ကဲလာလို့ရှိရင်သူကဘာဖြစ်တာပြိုစီးသွားကျိုထွက်လာတယ်ဥပမာမဲ့ဒီရှေခဲမုံအပြင်ထုတ်ထားလိုက်လို့ရှိရင်အရေးပြောသွားတယ်အေးပေးထားတဲ့အခါကျရေခဲမာနေတာရှေခဲမုံတွေမာနေတာအပြင်ထုတ်လိုက်လို့ရှိရင်အရေးပြောသွားတယ်မာနေတာပထဝီအားကောင်းနေအဲ့ထဲမှာအပြင်ထုတ်လိုက်တဲ့အခါကျတော့အဲ့ဒီအမာလေးတွေကအရေးထွက်သွားအဲ့ဒီမှာအမာတော့ကလည်းဘသူကြောင့်ဘသူရှိလို့မာနေတာတော့ဆိုအာဘောရှိတယ်စုစည်းပေးထားတာနော်အာဘောရဲ့အဓိပ္ပာယ်ကနှစ်ခုရှိတယ်စုစည်းပေးခြင်းနဲ့ယုတ်စည်းခြင်းစုစည်းတာကကြည့်ဘလို့စုစည်းတာတော့ပေါက်စီတို့ပေါက်မုံတို့လုပ်တဲ့အခါပေါက်စီတို့ပေါက်မုံတို့မြန်မာလူမျိုးတွေစားနေတဲ့မုံတွေမျိုးစုံလုပ်တဲ့အခါခြုံမုံဖြစ်စေဆမ်းမုံဖြစ်စေလည်းကတော့မုံကလေးတွေအဲ့ဒါကိုတခဲတဲ့ဖြစ်အောင်ပါလို့ရေလေးဖြန်းပေးတယ်ခြေလေးနဲ့ထည့်ပြီးနယ်လိုက်တာပဲလေခြေနဲ့ပေါင်းလိုက်တဲ့အခါကျတော့အလုံးခဲဖြစ်သွားတယ်အဲ့ဒီအလုံးခဲဖြစ်တာရေရဲဆွမ်းဆောင်လို့ခေါ်တယ်အချိုးကြစားလိုက်တယ်ခြေလွန်သွားတဲ့အခါကျတော့စီးထွက်လာနော်အဲ့ဒီဘောအဲ့တော့ခန္ဓာကိုယ်ထဲမှာအတုံးခဲအမာလေးတွေရှိတယ်စုစည်းပေးတဲ့အဘောဓာတ်တွေရှိတယ်တခါတလေယူထွက်လာတဲ့အရေးတွေရှိတယ်ဆိုပါစို့လူတွေမှာအရေးတွေဆိုတာအပေါ်ကနေစားကြည့်ပေါ့အကုန်လုံးတော့မပြောပါဘူးနော်မျက်လုံးကထွက်ရင်မျက်ရည်ပဲလေပါးစပ်ကထွက်လာတာသိရည်ပေါ့အဲ့လိုပဲထွက်လာတာနှာခေါင်းကထွက်တာနှာရည်အဲ့လိုအရည်တွေဟာထွက်လာအဲ့လိုပျော်ပြီးတော့ထွက်လာတာနေအာဘောအဲ့ဒီပဲခန္ဓာကိုယ်ဟိုနာစံကြည့်ဒီနာစံကြည့်ပူရာအေးတာနှစ်ခုတွေ့အဲ့ဒါကိုတေဇောလို့ခေါ်တယ်အသက်ရှူသွင်းနေတဲ့လေတွေရှိတယ်ဗိုက်ထဲမှာရှိနေတဲ့လေတွေရှိတယ်လေစွမ်းနဲ့လူဟာသွားတယ်လားအဲ့ဒါကိုတမန်အဖြစ်အနာတမီလောကီကျမ်းနေအဆိုရဆိုလို့ရှိရင်ကြွက်သားအားလို့ပြောကြတယ်အဘိဓမ္မာစာပေအရပြောလို့ရှိရင်လူဟာလမ်းလျှောက်တာကြွက်သားအားမဟုတ်ပဲနဲ့ဝါရောရဲ့အားလို့သုံးလေရဲ့အားလို့ပြောဒါကြောင့်လူဟာသက်ချပါတာဖြစ်သွားရင်လေဖြတ်တယ်ပြောပြလေဖြတ်တယ်လို့ပြောတာ
လေရဲစွမ်းဆောင်မှုကင်သွားကျက်သွားတော့ရှိတာပဲလေကြွက်သားတို့လေဖြတ်တာတဲ့လူလည်းကြွက်သားတော့ရှိတာပဲသို့တော့လေစွမ်းဆောင်မှုမပါသေးတဲ့ကြောင့်လမ်းလျှောက်နိုင်တော့အဲ့တော့လူခန္ဓာကိုယ်မှာရုပ်တရားတွေကိုစဉ်းကျင်သုံးသပ်ကြည့်မှဆိုရင်အတုံးခဲသဘောတွေရှိတယ်ဆုစီးတဲ့သဘောတွေရှိတယ်ပျော်ဝယ်မှုတွေရှိတယ်နော်ယူစီးမှုတွေရှိတယ်ပူရာအေးရာတွေရှိတယ်လှုပ်ရှားနေတဲ့တွန်းကန်နေတဲ့လေးသဘောတွေရှိတယ်အဲ့ဒါတွေဟာသူ့အကြောင်းတရားနဲ့သူဖြစ်နေကိုယ်ခန္ဓာကိုလှုပ်ထားလည်းမဟုတ်အကြောင်းတရားတွေကလှုပ်တယ်ဒါပေမဲ့လို့ကိုဟာချောင်ဝင်ပြီးတော့ပထဝီကိုငါလှုပ်လိုက်တယ်ငါလှုပ်ထင်လိုက်တယ်အာဘောကိုငါလှုပ်ထင်တယ်တေဇောကိုလည်းငါလှုပ်ထင်တယ်ဝါယောကိုငါလှုပ်ထင်တယ်ငါလှုပ်ထင်တာကမာရွင်နဲ့အမြင့်နဲ့တစ်တုံးကြီးကိုတရေကြီးတို့ထင်တယ်ကျိုးကြီးကြနေတာကိုပွေလို့ထင်တယ်အဲ့ဒါအထင်နေတကယ်စိတ်ကတစ်တုံးဟာတစ်တုံးပဲကျိုးဟာကျိုးပဲဒါလည်းပဲရုပ်ဟာရုပ်ပဲပထဝီဟာပထဝီပဲအဘောဟာအဘောပဲတေဇောကိုပိုင်တာလည်းမဟုတ်ကိုမပိုင်ပဲနဲ့ငါဆိုတာကိုသတ်မှတ်ပြီးတဲ့အခါကျတော့ငါဟာလို့တစ်ခါလာပြန်နေနောက်ကဆက်တယ်ငါရှိလို့ငါဟာရှိနေကြတာငါမှမရှိရင်ငါဟာဘယ်လိုလုပ်ရှိလို့ရနော်ငါရှိလို့ငါဟာရှိတယ်ဆိုတာငါမရှိရင်လည်းငါဟာမရှိဘူးသူတစ်ပါးမရှိရင်လည်းသူတစ်ပါးရဲ့ဟာဆိုမရှိဘူးအဲ့ဒါကိုဝိသုဒ္ဓိမမှာရှင်းရှင်းလေးဒီတုံညသဘောနဲ့ပြောလို့ရှိရင်နာဟံနာမမငါဆိုတာမဟုတ်ဘူးမရှိဘူးနာမမငါဆိုတာလည်းမရှိဘူးနာပရောတခြားသူတယောက်ဆိုတာလည်းမရှိဘူးနာပရတတခြားသူတယောက်ပိုင်ဆိုင်နေဆိုတာလည်းမရှိဘူးအဲ့ဒါဝိပဿနာရှုဖို့ပြောတယ်မမြင်သေးမြင်အောင်ရှုမြင်လိုက်ပါအကျိုးရှိတော့ဆိုငါလို့ထင်တာပျောက်သွားပြီငါလို့ထင်တာပျောက်သွားပြီဆိုဘာလို့မတန်တာတော့ကိုမမဟုတ်ရင်တူတွေကပေတန်တသဘာဝတရားလို့မြင်လိုက်တာနဲ့တပြိုင်နက်သဘာဝတရားလို့မြင်လိုက်တာနဲ့တပြိုင်နက်ငါဆိုတဲ့အတွေ့မရှိတော့ဘူးငါဆိုတဲ့အတွေ့မရှိတော့ဘူးသဘာဝတရားတက်တက်လို့မြင်လိုက်တာနဲ့ခုနကအနုပါဒဖြစ်သွားတယ်မဆွဲလာဘူးအမှန်တိုင်းမြင်နေတာဖြစ်တယ်သင်္ကုတ္တဟာသင်္ကုတ္တလို့မြင်သည့်အတွက်ကြောင့်စိတ်ထဲမှာတရေကြီးလို့မမြင်တော့မကြောက်တော့ကြောက်စိတ်တွေပျောက်သွားကျိုးလမ်းပေါ်မှာကြားနေတဲ့ကျိုးကြီးကျိုးမှန်သိလိုက်တာနဲ့တပြိုင်နက်ကြောက်စိတ်ပျောက်သွားမွေလို့ထင်တဲ့အချိန်မှာကြောက်နေတယ်ကျိုးလို့သိလိုက်တာနဲ့မကြောက်တော့ဒါသဘာဝပဲလူစိတ်ဟာအထင်ပေါ်မှာကြောက်တော့ကြောက်ရွံ့နေအထင်ပေါ်မှာဆွဲလန်းနေဆိုတာဓမ္မသိတာနော်အထင်ပေါ်မှာဆွဲလန်းအဲ့ဒါမှကြောက်စားကောင်းငယ်ငယ်တုန်းကပုံဝတ္ထုလေးတစ်ခုပြပြကာတွန်းလေးပါကာတွန်းလေးတစ်ခုရှိစရာအနေနဲ့လည်းပြောတရားနဲ့ဆိုရင်အထင်လွဲတာနဲ့ပတ်သက်ပြီးတော့လေဒါလေးကထင်ရှားစေတယ်နော်အခုခေတ်လည်းရှိတာပဲတချို့ယောက်ျားတွေကသွားရလာတာမိမဆန်တဲ့ယောက်ျားတွေရှိတယ်စပင်းပုံစံကလည်းမိမရအောင်ဆန်ကိုလုံးကိုဘောက်ကလည်းမိမဆန်ဝဆာတရလည်းမိမမျိုးသမီးပေါ့လေမျိုးသမီးဆန်အဲ့ဒီကာတွန်းလေးမှာဒါငယ်ငယ်တော့တွေ့ဘူးတဲ့ကာတွန်းမှာအဲ့ကာတွန်းလေးမှာနောက်ကလူငယ်တယောက်ကရှေ့ကသွားနေတာအမျိုးသမီးတို့ထင်တယ်ကိုလုံးကိုပေါ့ကဲကြည့်ပြောရှုပြောရှိတယ်အဲ့ဒါဘာလို့တုံးဆိုရင်သူကအမျိုးသမီးထင်ပြီးတော့ရီးစားစားလိုက်ပေးတယ်ငယ်ငယ်တော့တွေ့တဲ့ကာတွန်းပြောတာနော်ရီးစားစားလိုက်ပေးတယ်အနန္တရောက်တော့မျက်နှာကဒီဘက်လေလှည့်လိုက်ရောဟောနှကမ်းမွေးကြီးနဲ့ဖြစ်တော့ဟိုက်ဆိုစားတော့ကြတယ်ကာတွန်းနဲ့မှပါတာပြောတာနော်ဘုံပြောတာမဟုတ်ဘူးအဲ့တော့ဘုံအရွယ်ဖတ်ဖူးတဲ့လူသိလိမ့်မယ်အဲ့ဒါနှကမ်းမွေးမြင်လိုက်တော့ကြည့်နှကမ်းမွေးမမြင်နောက်ကနေကြည့်တော့ तू ကတွေ့တာရဲ့စိတ်နဲ့နောက်ကနေလိုက်တာ
အတန်ပေးပြီးတော့စာလန်းကန်းလိုက်တဲ့ကလှည့်လိုက်တော့နှကမ်းမွေးကြီးတွေ့တဲ့ခါကျတော့အဲ့ဒီမှာစာတော့လွတ်ကြတယ်ကဲအဲ့ဒီစိတ်နှစ်ခုရှင်းကြည့်အမျိုးသမီးလို့ထင်တော့ကတွေ့တာတယ်နှကမ်းမွေးကြီးမြင်လိုက်တော့အမျိုးသားမှန်းသိတဲ့ခါကျတော့စာပေမဲ့စိတ်ရှိသေးလားရှိတော့ဘူးအဲ့ဒီသဘောပဲမှတ်တာအထင်လွဲနေတွေ့တာမှုကလာတာပဲအဲ့တော့အမှန်မြင်မှုလို့အဲ့ဒါကိုမြတ်စွာဘုရားဟောနေတာဥပါဒပရိတတနာအနုပါဒအပရိတတနာဆိုအဲ့ဒါပြောတာတဘာဝအမတမကြားတယ်မြတ်စွာဘုရားကိုယ်မှာတွေ့တာမှုဆွလမ်းမှုတွေဘာကြောင့်ဖြစ်မှားမြင်နေလို့ဖြစ်ဆွလမ်းမှုတွေကြောင့်မှားမြင်တော့ဆွလမ်းအမျိုးသမီးထင်လို့လိုက်ပါတယ်နှကမ်းမွေးကြီးမြင်တော့မျိုးသမီးမဟုတ်ဘူးဖြစ်သွားပုတ်စိတ်မွေးမြင်ဒီတဲ့ကြောက်တော့အောင်သူနောက်ကနေကြည့်တော့ပုတ်စိတ်ကလည်းမမြင်အောင်နှကမ်းမွေးကလည်းမမြင်အောင်အဲ့ဒါကာတွန်းဆရာဘသူရေးတယ်တော့မသိဘူးဘုံသတင်းစာထဲမှာထင်တယ်အဲ့ဒီကာတွန်းလေးတွေ့ဘူးလေခေါင်းထဲမှာမှတ်မိနေအဲ့ဒါလေအဲ့တော့ဘုန်းကြီးတို့တွေဟာကိုလှုပ်ထားလည်းမဟုတ်ဘူးကိုလည်းမဟုတ်ဘူးကိုပိုင်တာလည်းမဟုတ်ဘူးဆိုတဲ့အပေါ်မှာဆွဲလန်းမှုတွေဖြစ်နေကြတယ်အဲ့ဒီဆွဲလန်းမှုဖြစ်လို့ရှိရင်တန်တမှုတွေဖြစ်တယ်တန်တမှုဖြစ်လို့ရှိရင်ဘာဖြစ်တော့ဆိုလို့ရှိရင်တန်တမှုဖြစ်လို့ရှိရင်ဘာဖြစ်တော့ဆိုရင်ဆွေမှုတွေနော်စိတ်ပင်ပန်းမှုတွေတောကတွေကုန်ဆက်လာတာအဲ့တော့မြတ်စွာဘုရားတရားတော်ကဝိပဿနာရှုခိုင်းတာကအမှန်မြင်မှုရှုခိုင်းသင်္ကုတ်ကြီးကိုသင်္ကုတ်ကြီးလို့မြင်မှုချိုးဝေကိုချိုးဝေလို့မြင်မှုကျိုးကိုကျိုးလို့မြင်မှုရုပ်ကိုရုပ်လို့ပဲမြင်မှုနာမ်ကိုနာမ်လို့ပဲမြင်မှုကိုယ့်အကိုရှုမှတ်ကြည့်ပါတကယ်ကိုယ့်ကိုတကယ်စူးစိုက်ကြည့်ပြီးတော့ဒါရုပ်တရားကြီးပဲဖြစ်ပြီးပြတ်သွားမှာပဲငါလည်းဘာမှမတတ်နိုင်ဘူးသူပြတ်ချင်ကြရင်ပြတ်မှာငါဘယ်တော့မှတားလို့မရဘူးနော်သူဆင်ပြေးနေတဲ့အခါကျတော့ကိုယ်သဘောကျဖြစ်နေတဲ့လူစိတ်ကထင်းနေတာတနေ့ဖောက်လာပြီဆိုရင်ကိုယ်သဘောလုံးဝမလိုက်တော့ဘူးအဲ့ကျနော်ကျောင်းကဖြစ်တော့လဲဆိုကိုဖြစ်ချင်လို့ဖြစ်တယ်မဟုတ်ဘူးအဲ့ကျကိုယ်သဘောလိုက်သေးလားဆိုလိုက်ဘူးဒါပေမဲ့ကိုတစ်တလုံးထင်လာတာကိုယ်သဘောလိုက်တယ်လို့ထင်တယ်ကိုယ်ကလို့ထင်လာအေးပြက်ပြီဆိုတဲ့အခါကျကိုယ်ဘာမှမတတ်နိုင်အဲ့လိုလွတ်လိုက်ရအဲ့ကျနောက်ကျသွားတယ်ဒါကြောင့်မို့ကျွတ်တင်ပြီးတော့အစားရတဲ့အမှန်မြင်အောင်ကြိုးစားတယ်မမြင်အောင်ကြိုးစားအဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားအဲ့ဒါဟောလို့ပြန်ပြောမယ်ဥပါဒာပရိတတနာနော်အနုပါဒာအပရိတတနာဆွဲလန်းခြင်းကြောင့်တန်တမှုဖြစ်တယ်တရန္တာရာဖြစ်တယ်တန်တမှုဖြစ်တယ်မဆွဲလန်းခြင်းကြောင့်တန်တမှုမဖြစ်ဘူးတန်တမှုမဖြစ်ရင်တောကမဖြစ်ဘူးတန်တမှုဖြစ်ရင်တောကဖြစ်တယ်ဟောဒီဟာကိုဒီသုတ်တံမှာမြတ်စွာဘုရားဒါခန္ဓာဝက္ခတန်ရုံမှာမြတ်စွာဘုရားဟောတဲ့ဥပါဒပရိတတနာသုတ်ဆိုတာမြတ်စွာဘုရားကဉာဏ်တော်တွေကိုခေါ်တာဝိပဿနာတရားဟောတာဝိပဿနာတရားဟောတယ်ဆိုတာဒီအထူးဆန်းမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်မှာတကယ်ရှိတာကိုသိအောင်ဟောတာမရှိတာတွေကိုရှားကြံပြီးရှုခိုင်းတာမဟုတ်ဘူးအမှန်မြင်အောင်လုပ်ခိုင်းတာအဲ့တော့မြတ်စွာဘုရားတာဝတိမြို့ကယဟန်တော်တွေကိုဥပါဒပရိတတနေသာဩဘိက္ခဝေတေတ္တမိအနုပါဒအပရိတတနေသာဒါဘုရားပြောတဲ့စကားလုံးအတိပ္ပယ်ကဘာလို့ယဟန်တို့ဆွဲလန်းလို့တရန္တာရဖြစ်ရတယ်ဆိုတာရဲ့မဆွဲလန်းရင်တရန္တာရမဖြစ်ဘူးဆိုတာရဲ့ဒီနှစ်ခုကိုငါရှင်းပြမယ်တန်တုနာထနာထောင်ညာတာရုကမနတိကရောထကောင်းကောင်းနှလုံးသွင်းထားကြစိတ်ဆိုင်ပြီးတော့နာထောင်ညာဆိုတော့ယဟန်တွေကကောင်းပါပြီအဲ့မှာမြတ်စွာဘုရားဆက်ဟောတယ်မြတ်စွာဘုရားဆက်ဟောတာကဥပါဒပရိတတနာတန်တခြင်းကြောင့်ဆွဲလန်းခြင်းကြောင့်တ
တဒန္တာရဖြစ်တယ်ဆိုတာဘယ်လိုလဲဆိုခုနပြောခဲ့တဲ့အကျမ်းမြင်ရှင်းပြခဲ့တဲ့အတိုင်းခန္ဓာ၅ပါးကိုတန်တာခန္ဓာ၅ပါးကိုငါလို့ထင်တာငါလို့ထင်တာအဲ့ဒီမှာတော့မြတ်စွာဘုရားတက္ကာယဒိဋ္ဌိ20နဲ့ဟောထားတက္ကာယဒိဋ္ဌိဆိုတာဒိဋ္ဌိဆိုတာသူကမှားယွင်းတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မှားယွင်းတဲ့အမြင်ပေါင်း20ရှိတယ်လို့ပြောတယ်နော်ဒီစကားလုံးကတော့ကြားဖို့နေကြမှာပါတရားနာတဲ့အခါမှာတက္ကာယဒိဋ္ဌိတက္ကာယဒိဋ္ဌိဆိုတက္ကာယဆိုတာခန္ဓာ၅ပါးဒိဋ္ဌိဆိုတာခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အမြင်အဲ့ဒါကိုအကြောင်းပြုပြီးတော့ဖြစ်တာနော်ဒီသုတ္တမတက္ကာယဒိဋ္ဌိ20လို့ဆိုပြီးမဲ့လို့တဏှာလည်းပါတယ်နော်ဒိဋ္ဌိတယ်မဟုတ်တဏှာလည်းပါအဲ့တော့တဏှာရဲ့အမြင်နဲ့ဒိဋ္ဌိရဲ့အမြင်နှစ်ခုရှိတယ်တဏှာကခန္ဓာ၅ပါးကိုဘယ်လိုမြင်လို့ဆိုရင်ငါဟာလို့မြင်တယ်ဒိဋ္ဌိကခန္ဓာ၅ပါးကိုဘယ်လိုမြင်လို့ငါလို့မြင်တယ်အဲ့တော့ငါလို့မြင်တာကဒိဋ္ဌိငါဟာလို့မြင်တာကတဏှာအဲ့ဒါကိုပေါင်းလိုက်တဲ့အခါကျတော့တက္ကာယဒိဋ္ဌိ20နော်အဲ့တော့တက္ကာယဒိဋ္ဌိ20ကိုတော့အကျယ်မပြောတော့ပါဘူးသေယုတ်တိနောက်ကျုံတဲ့ခါမှထပ်ပြောပြမယ်ဒါမှတ်ရမှခက်နေတယ်တဘာဝကိုနားလည်ဖို့အဓိကဥစားပေးပြီးတော့ဟောမယ်နော်ခဏခဏဟောကြပါတယ်တက္ကာယဒိဋ္ဌိအဲ့တော့အချင်းချင်းမှတ်ဖို့ရတက္ကာယဆိုတာခန္ဓာ၅ပါးခန္ဓာ၅ပါးဆိုတာဘာလို့ရှုပ်ရဲ့စိတ်ခံစားချက်ရဲ့စိတ်ရဲ့မသားနိုင်မှုရဲ့စိတ်ဆောကြံတွေးမှုတွေရဲ့အသိစိတ်အဲ့ဒီခန္ဓာ၅ပါးရုပ်ရဲ့နာမ်ရဲ့ဒီနှစ်ခုပဲထပ်ချုံလိုက်တဲ့ပေါ့ရုပ်နဲ့နာမ်နှစ်ခုရုပ်ဟာလည်းရုပ်ပဲနာမ်ကလည်းနာမ်ပဲသူ့သဘောဝတိုင်းသူဖြစ်တယ်အဲ့ဒီပုံမှာငါဟာလို့တွေးထင်တာဒိဋ္ဌိလို့ခေါ်တယ်ငါလို့တွေးထင်တာဒိဋ္ဌိငါဟာလို့တွေးထင်တာတဏှာအဲ့ဒီမှာဒီသုတ္တမှာပဲမြတ်စွာဘုရားပြောထားတယ်ခန္ဓာ၅ပါးကိုတဲ့ငါလို့လည်းမြင်လိုက်တယ်ဒိဋ္ဌိနဲ့ငါဟာလို့လည်းတွေးလိုက်တယ်ဆိုရင်ဘာဖြစ်လဲအဲ့လိုတွေးထားရင်ဘာဖြစ်လဲဆိုတာကိုမြတ်စွာဘုရားရှင်းပြတာနော်အဲ့ဒါတွေကအနှစ်ချုပ်ကြီးဘုန်းကြီးတို့တွေကခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မှတ်ရမယ်အစားငါလို့မှတ်တယ်ငါလို့မှတ်တယ်အဲ့ဒါပြဿနာအစားငါလို့မှတ်တာဘယ်သူကြောင့်ဒိဋ္ဌိကြောင့်မှားရတဲ့အမြင်ကြောင့်ငါဟာလို့မှတ်တာဘယ်သူတဏှာကြောင့်အဲ့ဒါမှတ်ပြီးတော့စိတ်ထဲမှာဆွဲလန်းလိုက်တာဥပါဒနာအဲ့ဒါဖြစ်ရင်ပရိတတနာတန်တမှုတွေတောင်းတမှုတွေလာမှာပဲသိကြတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီလိုမှတ်ယူလို့ရှိရင်ဘာဖြစ်လဲဆိုပြီးတော့ပြောတယ်ခန္ဓာ၅ပါးကိုငါလို့မှတ်လိုက်တဲ့အချိန်မှာတော့ဘာဖြစ်တော့ဆိုကိုမှတ်ထားတဲ့ခန္ဓာ၅ပါးသည်ဒီတိုင်းမနေဘူးတဲ့ပရိဝိပရိနမတိဖောက်ပြန်ပြောင်းလဲလာတယ်တမန်အဖြစ်ဆိုငယ်ရာနေကြီးလာတယ်လှရာနေရုပ်ပြက်လာတယ်နော်အိုမင်းလာတယ်ရင့်ရောလာတယ်ကိုထင်ထားတဲ့အတိုင်းရပ်မနေဘူးကိုထင်ထားတာငါသပင်လို့ထင်ထားတယ်ငါသပင်လေးကဖြူလာတော့ဒုက္ခရောက်ပထမတော့တပင်လောက်ဖြူရင်နှုတ်လို့ရသေးတယ်တကောင်းလုံးဖြူတော့မနှုတ်နိုင်ဘူးနော်နှုတ်ရင်နဲ့ဖြူသွားတယ်အဲ့တော့ကြာစမ်းတဲ့ဖြစ်သွားတာပေါ့ကြာစမ်းနေရွက်ပြီးတော့ထားတယ်လို့ဖြစ်သွားဒီလိုပဲအသားရည်ကလည်းရော့လာလို့ရှိရင်ပိုတောက်လေးထိုးလိုက်ဟွာလေးနဲ့ဖိလိုက်ဒါလေးနဲ့ဖိလိုက်နဲ့လုပ်တယ်အဟုတ်ရော့လာပြီဆိုတော့အခါကျဘာလို့မရပေရီတွန်းလာသွားလဲကျိုးတဲ့အခါသွားဆိုင်လိုက်နောက်ဆုံးကျတော့တချိုးပကျိုးဖြစ်သွားတချိုးပကျိုးဖြစ်ရုံနဲ့မကဘူးမေးကရှစ်ထိုးလာစကားပြောတော့မပြီးတော့အိုကြီးကမှရုပ်တွေပေါ်လာ
အဲ့ဒီလိုဖြစ်လာမယ်တဲ့ရုပ်ဆိုတာအဲ့လိုဖြစ်တာအဲ့ဒါလိုပဲစိတ်ခံစားမှုတွေကလည်းပျော်ရွှင်မှုတွေကသိမရှိတော့ဘူးစိတ်ညစ်စရာတွေကြီးပဲစိတ်ညစ်စရာတွေဖြစ်လာတဲ့ဝေဒနာစိတ်ခံစားမှုကလည်းရော့ကျလာတင်ညာမှတ်ညာကလည်းပြက်လာဟိုလေးမမှတ်မိဒီဟာလေးမှတ်မိဟိုလေးပျောက်တာလေးပျောက်နေဖြစ်လာဒါတင်ညာပြက်လာနောက်သင်္ခါရဆိုတာလဲသင်္ခါရဆိုတာစိတ်ဆော်မှုတွေတွေ့တော်မှုတွေကြံစည်မှုတွေအလုံးကိုပေါင်းခေါ်ထားတာစေတသိက်တွေကိုပေါင်းခေါ်တာအဲ့ဒါတွေကလည်းရော့လာဝိညာဏဆိုတဲ့အသိစိတ်ကလည်းရော့လာအဲ့တော့ကိုဟာငါလို့ထင်ထားတဲ့ဒီခန္ဓာ၅ပါးငါလို့ထင်ထားတဲ့ခန္ဓာ၅ပါးဟာရော့ကြပျက်စီးလာတယ်အဲ့ဒါကိုဝိပရိနမတိပြောင်းလဲပျက်စီးလာတယ်အညထာဟောတိကိုထင်ထားတဲ့အတိုင်းမဖြစ်ဘူးတစ်မျိုးပြောင်းသွားတယ်ဆံမင်ကလေးကနက်နက်မောင်မောင်လေးအခုခေတ်တော့လည်းအမျိုးစုံပါပဲလေကြောင်ကြောင်ကြားကြားလဲဆိုးကြတာပဲအမျိုးစုံပြောင်းနေကြတာပေါ့နော်ဟိုရှေးတော့မဲနဲ့အဖြူပဲရှိတယ်ဆေးဆိုးတဲ့ခေတ်ရောက်သွားတယ်အဲ့တော့ကိုဖြစ်ချင်တဲ့အယောင်ကငကိုယ်တော့ရွှေရောင်ဆိုပြီးတော့ဒီကြောင်ကြောင်ကြီးဖြစ်သွားတယ်တော့အစမပြေတဲ့ရောင်ကြီးဖြစ်လာတော့စိတ်ညစ်တာပေါ့ဒါပါပဲငါဟာလို့ထင်တော့စိတ်ညစ်လာအဲ့တော့အဲ့ဒီကိုထင်ထားတဲ့အရာဒီဝိပရိနမတိပြောင်းလဲပျက်စီးလာတယ်အညထာဟောတိကိုထင်ထားတဲ့အတိုင်းမဟုတ်ဘူးတစ်မျိုးတစ်ပုံဖြစ်သွားတယ်အဲ့ဒီဖြစ်သွားလို့ရှိရင်ဖြစ်တဲ့နေရာတွေရပ်သွားလို့ဆိုလူစိတ်ကဘာဖြစ်အဲ့ဒီသဘာဝတရားကြီးပြောင်းလဲပြီးတော့တစ်မျိုးတစ်ပုံဖြစ်သွားတာကိုအကြောင်းပြုပြီးတော့တဲ့စိတ်ကအဲ့ဒီနောက်မှာလိုက်ပြီးတော့စိတ်ညစ်တယ်ဆိုတာဖြစ်မလားဘူးလားဖြစ်တယ်နော်စိတ်ကခံစားမှုတွေဖြစ်လာအဲ့ဒါဝိပရိနာမနုပရိဝတ္တိဝိညာဏဟောတိအဲ့ဒီဝိညာဏကကံသဘောသိအောင်လားကံဖြစ်လာဘာလို့လို့ဆိုစိတ်ပြစ်လိုက်တာနော်ငါကောင်ကြီးကလည်းဖြူလိုက်တာပေးရလည်းတွန့်လာပြီစိတ်ပြစ်เสียကြီးမိတ်ကနဲ့လှုပ်လို့ကလည်းမရတော့ဘူးစိတ်ပြစ်ကြပြီအဲ့ကျစိတ်ပြစ်လာရှုပ်ကပြောင်းလဲလာစိတ်ပြစ်လာပြင်းနဲ့အလှပြင်းနဲ့အယုတ်ဆိုးတွေဖြစ်လာတဲ့အခါဒါတော့အမျိုးသမီးတွေကြီးစောင်းပြောသလိုဖြစ်နေဘသူရုပ်ပဲဖြစ်ဒီတိုင်းပါပဲနော်အားလုံးကပြင်းနဲ့ပြက်လာပုံစံကမှန်တော့အဲ့လိုဖြစ်လာတဲ့အခါကျကြိုးစားမှုတွေဖြစ်လာတယ်ပြုပြင်ခြင်းနဲ့ကြိုးစားမှုတွေဘာတွေဖြစ်တော့စိတ်တိုးလာတယ်နော်အကောင်းကိုပြန်လိုချင်လာတယ်ငယ်ဘဝကိုပြန်သွားခြင်းနေပြန်အဲ့ဒါတွေကဝိညာဏလို့ခေါ်တယ်ပျက်စီးမှုကိုကြောက်ပြုတ်ပြီးတော့သူစိတ်တွေကအဲ့လိုဖြစ်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုခေါ်တော့ဝိပရိနာမနုပရိဝတ္တိဝိညာဏဟောတိပျက်စီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ဒီစိတ်ရဲ့လှုပ်ဆောင်မှုတွေပေါ်လာတယ်အဲ့လိုပေါ်လာပြီးတော့ဘာဖြစ်တော့ဆိုရင်ဝိပရိနာမနုပရိဝတ္တိစာပရိတတနာအပျက်စီးမှုကိုကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တွေတထန္တာကောင်းတော့ဟာပြန်တန်းတာနေအကောင်းကိုပြန်တန်းတာလာတန်းတာတဲ့စိတ်ဖြစ်လာတွေ့တာလို့တန်းတာတာဖြစ်တယ်တန်းတာတာဆိုတော့ဆုံးရှုံးသွားရင်တန်းတာတယ်လေသူကအဲ့ဒီတန်းတာမှုတွေဖြစ်လာတယ်တဲ့အဲ့တန်းတာမှုဖြစ်လာလို့ရှိရင်ဘာတွေဖြစ်တယ်ဆိုတန်းတာမှုဆိုတဲ့ဖြစ်တယ်လို့တခြားအကုသိုလ်စိတ်တွေလည်းဝင်လာတယ်တခြားအကုသိုလ်စိတ်တွေလည်းဖြစ်လာတယ်အဲ့ဒါကိုဓမ္မသမုပ္ပါဒလို့ခေါ်တယ်အဲ့ဒီတန်တမှုတွေတခြားအကုသိုလ်စိတ်တွေကဘာဖြစ်တော့ဆိုစိတ်တံပရိယာဒာယဒိဋ္ဌံတိတဲ့ကုသိုလ်စိတ်ကိုဆိုးပိတ်ပြီးတော့ထားလိုက်ကြတယ်စိတ်ကောင်းနှလုံးကောင်းမလာတော့စိတ်ရစ်တယ်စိတ်ပြက်တယ်မကြည်မနှက်တွေဖြစ်နေတယ်တဲ့အဲ့ဒါတွေလွှမ်းမိုးလာတယ်ကောင်းတဲ့စိတ်တွေကိုချုပ်ကင်ထားသလိုဖြစ်သွားတယ်အဲ့ဒီလိုဖြစ်လာလို့ရှိရင်ဘာဖြစ်တော့ဆိုစေတသောပရိယာဌာနာစိတ်ကောင်းနှလုံးကောင်းတွေကုန်ခန်းသွားတဲ့အခါမှာဥဒ္ဒတဝါနော်ကမှဖျက်လေခြင်းဆိုတဲ့
ဟာဒီပေါ်လာအမှရင်တော့ဒီလိုမဟုတ်ဘူးခုတော့ဖျက်လေးခြင်းဆိုစိတ်ထဲမှာပူလောင်မှုတွေဖြစ်လာတယ်နော်ဝိကာတဝါစိတ်ထဲမှာပင်ပန်းနေတယ်မရွှင်လန်းတော့ဘူးစိတ်ပင်ပန်းနေမရွှင်လန်းအပိခဝါကောင်းတာတွေကိုမျောလင်းတန်တမှုတွေဖြစ်နေတယ်အဲ့တော့အိုမင်းဆိုရင်ငယ်ဘွားကိုပြန်တန်တာလာတယ်ဘုန်းကြီးကိုယ်တိုင်ပြောမယ်ဆိုလို့ရှိရင်ငယ်တော့လူရဝင်ရင်တော့အသက်ကြီးချင်တယ်အခုကြီးချင်တော့ကြီးလာတဲ့ကပြန်ငယ်ချင်နေပြန်ဓမ္မနာပြောတာနော်ငယ်တော့လူကြီးလို့ချင်တယ်လူကြီးလို့ချင်တော့အသက်ကြီးချင်တယ်ကွာကောဘာလို့လဲဆိုလူကြီးဆိုတာသူ့ပြောမဲ့ဆိုမဲ့မမဲ့ငေါမဲ့လူရှိဘူးကွာကလေးဆိုရင်မှန်ခံရတယ်ငေါခံရတယ်ဟိုကခိုင်းတာခိုင်းအဲ့မကြိုက်ဘူးမကြိုက်တော့ကိုကလည်းသူတို့လိုပဲခါထောက်ပြီးခိုင်းကျင်တော့လူကြီးဖြစ်ချင်တယ်အဲ့တော့အခုကြီးလာတော့ပြန်ငယ်ခြင်းပြန်မရတော့အဲ့တော့ငယ်တော့လည်းကြီးချင်လို့မရဘူးကြီးတော့လည်းပြန်ငယ်ခြင်းလို့မရရအဲ့ဒါကိုပြောအပိခါပါကောင်းတာတွေမျောလင်းလို့လည်းမရဘူးဥပါဒယသာပရိတတတိအဲ့ဒီမှာငါဟာဆိုရဲဆွဲလန်းမှုတွေကြောင့်ပရိတတတိပြန်ပြီးတော့တောင်းတမှုတွေဖြစ်လာတယ်ပူပါမှုတွေတောင်းတမှုတွေဖြစ်လာတယ်တန်တမှုတွေဖြစ်လာတယ်ငတ်မွတ်မှုတွေဖြစ်လာတယ်အဲ့တော့စိတ်ခံစားမှုကြီးအပဲကောင်းတော့ပေါ့နော်အဲ့လိုဖြစ်တာပြောအဲ့တော့မြတ်စွာဘုရားခေါ်လို့ရင်ကိုဒီစကလုံးနှလုံးနဲ့ဒါအနှစ်ချုပ်ပြီးတော့ပြောပြတယ်အဲ့တော့ကိုလုံးအမှာပါတော့ဆိုလို့ရှိရင်မြတ်စွာဘုရားအနောက်ကဖြစ်ဟောတာအနုပါဒအပရိတတနာဆွဲလန်းမှုကိုဖြောက်တော့ဆွဲလန်းမှုမရှိမှခုနဒီအဖြစ်ပြက်တွေပြောင်းမှာတဲ့အဲ့တော့ဆွဲလန်းမှုကိုဖြောက်ဆိုဘာနဲ့ဖြောက်အောင်ပါလဲရှုပ်ကိုရုပ်လိုပဲမှတ်ထားနာကိုနာလိုပဲမှတ်ထားငါလိုမမှတ်နဲ့ငါလိုမထင်နဲ့ကြိုးစားပြီးတော့ဝိပဿနာဉာဏ်မြင်အောင်ကြိုးစားအဲ့ဒါလို့ထားလို့ရှိရင်ခုပြောတဲ့ပြဿနာတွေမရှိတော့ဘူးနော်အိုးလိုက်လည်းငါအိုးတာမဟုတ်ဘူးယုတ်တရားအိုးတာနန္တရားအိုးတာပြက်သွားရင်လည်းငါပြက်တာမဟုတ်ဘူးယုတ်တရားနန္တရားပြက်တာငါဟာပြက်တာလည်းမဟုတ်ဘူးငါနဲ့ချုပ်တရားနန္တရားတွေနဲ့ခွဲထားလိုက်ရင်တောကတက်တာသွားပြီအဲ့လိုမှမဟုတ်ရင်ငါမှဖြစ်ရလေချင်းငါမှဖြစ်ရသလားသူများတွေကြတော့ပြောရွှင်တယ်ငါကြမှာဖြစ်ရသလားမဟုတ်တူတူပဲအလုံးနော်အလုံးကဖြစ်ချက်မှာရှိအဲ့ဒါလို့မမှန်ကန်ကန်နှလုံးသွင်းနိုင်ဖို့ရသော်ပြဒီသုတ္တန်ကိုဟောတာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီနှစ်ခုဟာရသော်ပြဒီတဒန္တရဖြစ်ရခြင်းဟာဒီဆွဲလန်းမှုကြောင့်ဖြစ်တယ်ဒိဋ္ဌိနဲ့တဏှာမာယွင်နဲ့အမြင်နဲ့ဆွဲလန်းခြင်းငါဟာလို့သိမ့်ပိုက်လို့တဲ့တဏှာနဲ့ဆွဲလန်းခြင်းအဲ့ဒီဆွဲလန်းမှုတစ်ခုသည်တန်တမှုကိုဖြစ်ပေါ်စေတယ်အဲ့ဒီဆွဲလန်းမှုမရှိဘူးဆိုလို့ရှိရင်တန်တမှုကိုဖြစ်စေအဲ့ဒီအကြောင်းနဲ့အကျိုးကိုမြတ်စွာဘုရားဟောတာဘာရှုလို့မဟုတ်ဘူးဘာရှုလို့မဟုတ်ဘူးဆိုတာကောက်ချက်ချခြင်းရှုဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါလို့မမြင်နဲ့ငါဟာလို့လည်းမမြင်နဲ့နော်ရှုဝေဒနာရုပ်ဝေဒနာလို့ပဲမြင်ဆိုဒါဝိပဿနာအမြင်ဖြစ်အောင်ကြိုးစားအမှန်မြင်ဖို့ကြိုးစားဆိုတဲ့သမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိအမြင်ရဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်အမှန်မြင်ဖို့ဟောတာပဲဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿမောအမှန်မြင်ခြင်းအဖြစ်ကိုယ့်ရဲ့ဒီတန်တခြင်းစိတ်ပူလောင်ခြင်းဆင်းရဲဒုက္ခရခြင်းဆိုတာဒီမဖြစ်ရအောင်ကာဝယ်တတ်သိနိုင်တာဟာဝိပဿနာဉာဏ်ပဲဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားပြီးတော့ဝိပဿနာအမြင်နဲ့ကိုယ့်ဘဝကိုရှုမြင်နိုင်ကြပါစေ